မင်္ဂလေးတယောက်ကသူ့ယောက်ျားရဲ့ဖုန်းကိုတူနဲ့ထုတ်ခွဲပစ်လိုက်ပါတယ်။သူတို့လက်ထက်လာတာ6နှစ်ရှိပါပြီ။ဒီ6နှစ်အတွင်းမှာယောက်ျားထက်သူကသူ့မိန်းမရဲ့စာတွေကိုတခါမှပြန်မပို့ခဲ့တယ်လို့ဖုန်းခေါ်ရင်လည်းတခါမှပြန်မဖြေခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့သူ့ဖုန်းကရုတ်တရက်မြင်လာခဲ့တာပေါ့။သူကဖုန်းကိုတစ်ချက်ကြည့်ပြီးဘာခန်းစားချက်မှဂရုမစိုက်ပဲအကင်ကိုလစ်ခနဲ့ထွက်သွားပါတော့တယ်။အမှန်တရားကိုသိချင်တာနဲ့မင်္ဂလေးကတက်စီငါပြီးသူ့နောက်ကိုလိုက်သွားခဲ့ပါတယ်။သူမအယမ်းအံ့တော်ရပါတယ်။သူကတခြားမင်္ဂလေးတယောက်ကိုညင်ညင်တာတာလေးတွေ့ပြီးကားပေါ်တင်နေတာကိုတွေ့လိုက်ရတာပါ။အဲ့ဒီအခါမှပဲသူမနောက်ဆုံးတော့နားလည်သွားပါတော့တယ်။သူ့ယောက်ျားကအေးဆက်တဲ့သူတယောက်မဟုတ်ပါဘူးတဲ့သူကဖုန်းတွေကိုချက်ချင်းဖြေနိုင်ပြီးအရန်ဂရုစိုက်တော့သူပါဒါပေမဲ့သူမိမအပေါ်တော့မဟုတ်ဘူးပေါ့သူမလည်းကိုဖုန်းကိုကောက်ကင်ပြီးတယောက်ယောက်စီဖုန်းခေါ်လိုက်ပါတယ်မင်းရဲ့9နှစ်အရင်ကပြီးထားတဲ့ကတိကအခုချိန်ထိတည်တုံးပဲလားလို့သူမကမေးလိုက်ပါတယ်ငါကအခုထိတကိုယ်တည်းတမပါပဲဒါကြောင့်တည်တုံးပါပဲလို့သူကပြန်ဖြေလိုက်ပါတယ်တချိန်ကသူ့ကိုအပြည့်အဝချစ်ခဲ့တဲ့သူတယောက်ကိုဆုံးရှုံးရတော့မယ်ဆိုတာကိုအဲ့ဒီယောက်ျားလေးကလုံးဝမသိခဲ့ရှာပါဘူး6နှစ်အကြာမှာပေါ့သူ့ကုမ္ပဏီကငွေကြေးပြဿနာတွေနဲ့ကြုံလာရပါတယ်သူရဲ့ငငယ်ချင်းလို့ခေါ်လေသူဒီအကုန်လုံးကလည်းသူ့ကိုရှုံးဖယ်နေခဲ့ကြပါတယ်မင်္ဂလေးရဲ့ဖခင်ကလည်းသူ့သမီးကဒီကောင်လေးကိုအမြဲတမ်းသဘောကျနေခဲ့တာကိုသိနေခဲ့ပါတယ်။ကနဲ့သူကကုမ္ပဏီကိုကယ်တင်ဖို့အတွက်ကူညီမယ်ဆိုပြီးအခြေအနေတစ်ခုနဲ့ကန့်လန့်ခဲ့ပါတယ်။အဲ့ဒါကတော့မိသားစုနှစ်ခုကြားလက်ထပ်ပေါင်းတင်ခြင်းပါပဲ။မင်္ဂလေးကတော့မျိုးလင့်ချက်အပြည့်နဲ့ပေါ့။ဒါပေမဲ့ယောက်ျားဖြစ်သူကတခြားတစ်ယောက်နဲ့လက်ထပ်ချင်တယ်လို့ပြောပါတယ်။အဲ့ဒါကသူ့ရဲ့ညီအမဝမ်းကွဲပါပဲ။မင်္ဂလေးကတော့သူ့မှာအခွင့်အရေးမရှိတော့ဘူးလို့ယူဆလိုက်မိပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာသူအကူအညီရှာမတွေ့နိုင်တော့တဲ့အခါကျတော့သူပြန်ရောက်လာပြီးသူမနဲ့လက်ထပ်ဖို့သဘောတူခဲ့ပါတော့တယ်။သူမကတော့သူစိတ်ပြောင်းထားပြီလို့ထင်မှတ်ခဲ့လာပေါ့ဒါပေမဲ့သူတို့မင်္ဂလာဆောင်တဲ့နေ့မှာညီအမဝမ်းကွဲဖြစ်သူကတရင်ချပြီးစိုးရွားတဲ့အခြေအနေတစ်ခုကိုဖန်တီးခဲ့ပါတယ်ယောက်ျားဖြစ်သူကသူတို့သမီးကိုထားခဲ့ပြီးအလင်းအမြန်ထွက်သွားခဲ့ပါတော့တယ်အဲ့ဒီအချိန်ကစပြီးသူတို့နှစ်ယောက်ကြားမှာနံရံကြီးတစ်ခုခြားနားထွက်ခဲ့ပါတော့တယ်သူကမင်္ဂလေးကိုအပြစ်တင်ပြီး6နှစ်လုံးအေးဆက်စွာဆက်ဆံခဲ့ပါတယ်သူမကတော့ချစ်ချင်းမိသားအတွက်အရာရာကိုတီးခံခဲ့ပါတယ်တနေ့မှာတော့သူမမတော်တဆမှုဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရပါတယ်စိတ်ပြည့်အားငယ်စွာနဲ့ပဲသူ့စီကိုအချိန်ချင်းဖုန်းခေါ်ခဲ့ပြီးမြဲအရင်လိုပဲဘာအပြေမှပြန်မလာခဲ့ပါဘူးနောက်ကျခဲ့တဲ့အတွက်သူမကလေးဆုံးရှုံးခဲ့ရပါတယ်အဲ့ဒါကတော့နောက်ဆုံးပေါက်ခွဲသွားတဲ့အချက်ပါပဲသူမအိမ်ပြန်ရောက်တာနဲ့သူ့တစ်ချောင်းကိုခောက်ကင်ပြီးသူ့ဖုန်းကိုရိုက်ခွဲပစ်လိုက်ပါတော့တယ်နောက်ပိုင်းမှာသူမအိယာထဲမှာဝမ်းနေပူဆွေးနေတော့ယောက်ျားဖြစ်သူကရုတ်တရက်ပြီးဝင်လာပါတယ်သူကဒေါသတကြီးနဲ့သူမကိုဆွဲပြီးအရာရာကိုအဖြစ်တင်ဆွဆွဲတော့တာပါပဲသူမကသူတို့ရဲ့ကလေးအကြောင်းပြောပြတဲ့အခါမှာတောင်သူကဂရုမစိုက်ခဲ့ပါဘူးအဲ့ဒီအချိန်မှာတော့သူမသူ့အပေါ်လုံးဝစိတ်ကုန်လျှော့လိုက်ပါတော့တယ်နောက်တနေ့မှာသူမရှိနေတယောက်ကိုခေါ်လာပြီးခွာရှင်းဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ယောက်ျားဖြစ်သူကတော့သူမတကယ်ပဲထွက်သွားလိမ့်မယ်လို့မယုံကြည်ခဲ့ပါဘူးဒါဟာလှည့်စားမှုတစ်ခုပါပဲလို့သူကထင်ခဲ့တာပါဒါကြောင့်သူကလည်းဘာမှမဆိုင်မတော့ပဲစာရွက်စာတမ်းတွေကိုလက်မှတ်ထိုးပေးခဲ့ပါတယ်မရင်မတက်နိုင်တဲ့ message တွေကိုပို့ခဲ့ပြီးမြဲဘာအကြောင်းပြမှုမှမရခဲ့တော့သူမလည်းတီးခံတိုင်စွမ်းကုံဆုံးခဲ့ပါပြီဒါပေမဲ့အခုချိန်မှာတော့သူမအရာရာကိုတကယ်ပဲမှတ်မိနေခဲ့ပါပြီသူကတော့ဒါကိုနောင်တရစရာတစ်ခုအဖြစ်ထာဝရမှတ်မှတ်ရရကြံနေခဲ့ရတော့မှာကိုလုံးဝမသိခဲ့ပါဘူးနောက်တနေ့ကတော့သူမရဲ့မိခင်ကွယ်လွန်ခြင်းအောက်မိဖွယ်နေပါပဲသူမရဲ့ဖခင်ကလည်းတမီးဖြစ်သူတယောက်တည်းရောက်လာတာကိုတတိထားမိပြီးစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်သူမကသူတို့ကွာရှင်းစာချုပ်လက်မှတ်ထိုးခဲ့ပြီးဖြစ်ကြောင်းတိုးလိုလေးပြောပြလိုက်ပါတယ်ဖခင်ဖြစ်သူကလည်းသူ့သမီးနောက်ဆုံးတော့လွတ်ချနိုင်ခဲ့ပြီဆိုပြီးစိတ်သက်သာရာရသွားခဲ့ပါလေဒါပေမဲ့ရုတ်တရက်ယောက်ျားဖြစ်သူရဲ့မိဘတွေကဒေါသတကြီးနဲ့ဝင်လာပြီးသူမကိုအပြစ်တင်မှတော့တယ်မင်္ဂလေးကလည်းတိတ်ဆိတ်မနေတော့ပါဘူးကိုပြန်လဲခုခံပြောဆိုခဲ့ပါတယ်သူတို့ပြဿနာတွေရှာနေတဲ့အခါမှာတော့သူမကသူတို့ကိုထပ်သွားဖို့ခက်ပြက်ပြက်ပြောလိုက်ပါတော့တယ်နောက်ပိုင်းမှာတော့သူမကလုံခြုံရေးတွေနဲ့အတူသူတို့အိမ်ကိုသွားခဲ့ပါတယ်နှစ်ပေါင်းများစွာဆူဆောင်းထားတဲ့နာကျင်မှုတွေဒေါသတွေကိုထုပစ်ရင်အိမ်ထဲကပစ္စည်းတွေကိုရိုက်ခွက်ပစ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ယောက်ျားဖြစ်သူကနောက်ဆုံးတော့ပြန်ရောက်လာခဲ့ပါတယ်ဒါပေမဲ့သူမကိုထာဝရဆုံးရှုံးရဖို့အတွက်ပဲသူကအချိန်မီခဲ့တာပါပဲ